လို့တယောက်ထဲကဘာအတွက်နောက်ဆုံးအပေါ်ဆိုတာဂီတတစ်ခုပဲကျန်ရခဲ့ပန်းမွေဆုံးကလေးတစ်လက်စင်တန်ရောစီကြိုးတက်တီးနဲ့မြမဆန်နဲ့တီးသွားတဲ့ဘုတ်ကိုပန်းတပွင့်လို့ကဘာမီမှာပြူစိတ်သွားပါမယ်လူအရာတိုင်းကိုစွန့်နိုင်သောဘယ်ခါမှမလွန်တဲ့သောလူဖြစ်ပင်ရစီသာရောက်ရှိခဲ့ရသည်ဘာတွေ့ရဲ့ငုံညသလဲဒါတွေလည်းမမေ့ဘူးအဝေးကိုသွားတော့မည်ဝေဒနာသာရှိလို့ပဲပြီးတွေ့မည်မျောလီဘဝရဲ့ပန်းနဲ့တယောက်တည်းရှောင်ရင်းနေမြည်ဝေဒနာကိုရှက်ကပြီးလိုက်ခြင်းNumber 1စီတောင်းစုမရင်ဒီရှက်သူနဲ့ပြန်မတွေ့မရစီနေတယောက်ခေကဘာကစူတောင်းသွားမည်ပန်းပွင့်ဆောင်ကလေးတစ်လက်စင်တန်ရောစီကြိုးတက်တီးမယ်မြမဆန်နဲ့တီးသွားတဲ့ဘုတ်ကိုပန်းတပွင့်လို့ကဘာမီမှာပြူစိတ်သွားပါမည်ကျုံရရဲ့လောကဖြစ်စဉ်တဘာဝလိုပဲရင်းနေမယူဝေဒနာကိုသိထားမည်အချိန်များစီးသည်မြင်လို့တယောက်တည်းကဘာအတွက်နောက်ဆုံးအပေါ်ဆိုတာဂီတတစ်ခု